လူတစ်ယောက်ကတင့်ကိုမလေးစားတော့တဲ့လက္ခဏာများမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့အနီးကပ်ဆုံးဖြစ်တဲ့ဒါပေမဲ့သတိမထားမိရင်ကိုအစိတ်သင့်စေမယ်အကြောင်းအရာတစ်ခုကိုပြောပြခြင်းပါတယ်တချို့လူတွေကတင့်ကိုထင်ထင်ပေါ်ပေါ်ရမ်းမလို့ဘူးမဆဲဆိုဘူးအကြမ်းဖက်တာမျိုးလည်းမရှိဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့တင့်ကိုမလေးစားတော့ဘူးဆိုတာကိုတင်ကိုယ်တိုင်မသိမသာခံစားလာရတတ်ပါတယ်ဒီဗီဒီယိုထဲမှာလူတစ်ယောက်ကတင့်ကိုမလေးစားတော့တဲ့စိတ်ပညာဆိုင်ရာလက္ခဏာတွေကပါလဲ။ဘာကြောင့်ဒီလိုအခြေအနေတွေကိုရောက်သွားရတာလဲ။ဒီလိုအခြေအနေကနေတင့်ကိုတင်ဘယ်လိုပြန်ပြီးတိဆောက်မလဲဆိုတာတွေကိုအေးအေးဆေးဆေးနားထောင်ကြည့်အောင်ဗျာ။နံပါတ်1တင့်စကားကိုအလေးမထားတော့တဲ့အချိန်အစတုန်းကတော့သူကတင့်စကားကိုနားထောင်တယ်။အကြံဉာဏ်တောင်းတယ်။တင့်အမြင်ကိုအရေးပါအောင်ဆက်ဆံခဲ့ဘူးပါလိမ့်မယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့တင်ပြောသမျှကိုအေးပါနောက်မှပေါ့ဆိုပြီးပေါ့ပါပါကြော်ဖြတ်သွားတတ်လာတယ်။မှတ်ထားရမှာကလူတစ်ယောက်ကတင့်ကိုလေးစားရင်တင့်ရဲ့စကားလုံးတွေကိုအရင်ဆုံးလေးစားတာပါ။တင့်စကားကိုနားမထောင်တော့ဘူးဆိုတာတင့်တန်ဖို့ကိုရှော့ချလိုက်တာပဲဖြစ်ပါတယ်။နံပါတ်2တင့်အချိန်ကိုတန်ဖိုးမထားတော့တဲ့အခါချိန်တိုင်းအမြဲနောက်ကျတာတင်အလုံများနေတာကိုလုံးဝထက်မတက်တာတွေဟာမတော်တဆဖြစ်တာမဟုတ်ပါဘူးသူစိတ်ထဲမှာဒီလူရဲ့အချိန်ကအရေးမကြီးပါဘူးငါစိတ်ကြိုက်လုပ်လို့ရတယ်လို့တတ်မှတ်လိုက်တာပါတင့်အချိန်ကိုမလေးစားတဲ့သူဟာတင့်ရဲ့ဘဝကိုပါမလေးစားတာပဲဖြစ်ပါတယ်နံပါတ်3တင့်ကိုဟာတာအဖြစ်အသုံးချလာတဲ့အခါငါကစတာပါမင်းကလည်းစိတ်ကြီးလိုက်တာဆိုတဲ့စကားတွေကိုတင်ခဏခဏကြားနေရပြီလားစေပညာအရာစစ်မှန်တဲ့ဟာတာဆိုတာတစ်ဖက်လူကိုမနာကျင်စေရပါဘူးတင်ကိုနာကျင်အောင်လုပ်ပြီးမှဟာတာပါလို့ဖုံးကွယ်တာဟာမလေးစားမှုကိုပုံဖြတ်ထားတာပါသူကတင်းရဲ့တိခတ်နိုင်စွမ်းကိုစမ်းသပ်နေတာဖြစ်ပါတယ်နံပါတ်4အမြဲတမ်းအပြစ်ပုံချခံရတဲ့အခါတခုခုလဲချော်သွားတိုင်းအကြောင်းရင်းကိုမမေးပဲတင့်ကိုပဲအရင်ဆုံးလက်ညှိုးထိုးတာမျိုးပါဒါဟာသူ့စိတ်ထဲမှာတင့်အပေါ်ထားတဲ့လေးစားမှုကုန်ခန်းသွားပြီဆိုတဲ့လက္ခဏာပါပဲလေးစားမှုရှိသူကအမှန်တရားကိုအရင်နားထောင်တယ်မလေးစားတော့တဲ့သူကတော့ဆုံးဖြတ်ချက်ကိုအရင်ချပြီးမှနားထောင်ခြင်းအောင်ဆောင်တတ်ပါတယ်နံပါတ်5အတုံးချခံတတ်တဲ့ဖြစ်လာတဲ့အခါသူတို့အကူအညီလိုချိန်မှာတင်ကနံပါတ်1ဒါပေမဲ့တင်အကူအညီလိုချိန်မှာတော့သူတို့ကပျောက်ချင်းမလားပျောက်သွားတတ်ကြပါတယ်အောင်မြင်မှုရရင်သူတို့ကြောင့်အမှားဖြစ်ရင်တင်ကြောင့်ဒီလိုဖြစ်နေရင်တင်ကသူတို့အတွက်လူတစ်ယောက်မဟုတ်တော့ပဲအတုံးချစရာပစ္စည်းတစ်ခုလိုဖြစ်နေပါပြီလေးစားမှုမရှိတော့တဲ့နေရာမှာစစ်မှန်တဲ့ချစ်ချင်းနဲ့မိတ်ဆွေစည်းဆိုတာဘယ်တော့မှမရှိနိုင်ပါဘူးနံပါတ်6တင့်ခံစားချက်ကိုလစ်လျူရှုခံရတဲ့အခါတင်တကယ်ခံစားနေရလို့ပြောပြတဲ့အခါမှာအဲ့ဒါလေးများဘာမှမဟုတ်တာကိုဆိုပြီးပေါ့ပြက်ပြက်တုတ်ပြန်တာဟာစိတ်ပိုင်းဆိုင်ရာအရာတင့်ကိုအတိမတ်မပြုတာဖြစ်ပါတယ်ဒါဟာမလေးစားမှုရဲ့အကြီးမားဆုံးပြရုပ်တစ်ခုပါပဲနံပါတ်9ဘာကြောင့်ဒီလိုဖြစ်လာရတာလဲအဓိကအကြောင်းရင်း3ချက်ရှိပါတယ်နံပါတ်1တင်ကအမြဲတမ်းအလျှော်ပေးလွန်းလို့ခံပေးလွန်းလို့နံပါတ်2ကိုယ့်အတွက်စီးပေါင်မထားရှိလို့နံပါတ်3သူတို့မလေးစားတာကိုသိလျက်နဲ့ဆက်ပြီးခွင့်ပြုပေးနေလို့လူတွေကတင့်ခွင့်ပြုတဲ့လောက်ပဲတင့်ကိုနှိပ်စက်ခွင့်ရကြတာပါတင်ဘယ်လိုတုတ်ပြန်တိဆောက်မလဲတင်ဘယ်လိုပြန်တိဆောက်မလဲပထမဆုံးအနေနဲ့သူတို့ရဲ့ပြောင်းလဲသွားတဲ့အပြုတ်မှုကိုအရှိအတိုင်းလက်ခံပြီးသတိထားပါပြီးရင်တော့တင့်ရဲ့စီးဝိုင်းကိုတိတ်လေးပြန်တိဆောက်ပါမလေးစားတဲ့နေရာကနေဖြည်းဖြည်းချင်းဝေးအောင်နေပါအရေးကြီးဆုံးက
ကိုယ့်တန်ဖိုးကိုကိုယ်တိုင်အရင်လေးစားဖို့ပါတင်ကိုတန်ဖိုးထားပြီးလေးစားလာတဲ့နေ့မှာလူတွေကတင့်ကိုလေးစားဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒီအကြောင်းအရာကတင့်ဘဝနဲ့တိုက်ဆိုင်နေတယ်ဆိုရင်ဒီဗီဒီယိုကိုတင်ထားလိုက်ပါဒါမှမဟုတ်တင့်ရဲ့တငယ်ချင်းတွေအတွက်မျှဝေပေးလိုက်ပါနောက်ပိုင်းမှာတော့လူတွေဘာကြောင့်တင့်ကိုအသုံးချတတ်ကြတာလဲဆိုတဲ့အကြောင်းကိုစိတ်ပညာဆိုင်ရာရှုထောင့်ကနေဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲနားဆင်နိုင်မှု subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာပြန်တွေ့ကြပါမယ်